ပါကျုပ်ဆရာတော်ဖះကြီးကိုဂျာမနီသူမေးလျှောက်တဲ့စကားတစ်ခွန်းရှိတယ်။အရှင်ဖះမြန်မာပြည်ကိုလှည့်ကြည့်တဲ့အခါမှာဖះအဟောင်းတွေအများကြီးတွေ့ရတယ်။အသစ်တွေလည်းတည်နေကြပါတယ်။ဖះတွေနောက်ထပ်တည်နေမဲ့အစားစာသင်ကျောင်းမရှိတဲ့နေရာစာသင်ကျောင်းဆောက်ဖို့ဆရာတော်တို့တရားဟောလို့မရဘူးလားတဲ့။အဲ့ဒီတော့ပါကျုပ်ဆရာတော်ဖះကြီးကအခုလိုမိန့်ကြားခဲ့တယ်။မရပါဘူး။လူဆိုတာကသူကြိုက်တာသူလုပ်ကြတာလေ။တချို့ကစာသင်ကျောင်းမှမဆောက်ချင်ကြတာဖះပဲတည်ချင်တာသူ့ဆန္ဒသူဖြည့်စည်းတာလေမင်းလည်းအခုကဘာလှည့်နေတာမဟုတ်လားကုန်ကြစရိတ်အများကြီးပဲလေဒီလိုကဘာလှည့်မဲ့ငွေတွေကိုစာသင်ကျောင်းဆောက်လိုက်လို့ပြောရင်ဘယ်လိုနေမလဲလူဆိုတာကသူ့ဆန္ဒသူဖြည့်စည်းချင်ကြတာဖုံတို့တရားဟောလို့မရတာတွေအများကြီးရှိပါတယ်တဲ့ပါကျုပ်ဆရာတော်ဘုရားကြီးကအခုလိုပဲမိန့်ကြားထားတာဖြစ်ပါတယ်ခင်ဗျာတကယ်ကိုမှမှတ်သားထိုက်ပါတယ်